이게 비네 문인 따라 세롱 방내고 너 문인 따라 게데 아니야 어요 오유 우유 이ဒီငွေတရစင်လုံးနဲ့ဒီနေ့တွေပေါင်းထားတယ်ခုနနေဟောတဲ့ကာနော်ဒါရဲ့အာရပေါင်းရင်ကာနာရဲ့အာရပေါင်းနာနော်ဒါရဲ့အာရပေါင်းရင်ဒါအဲ့လိုမျိုးတင်လွယ်ပေါ့နော်ကနာတာရရဲ့အာရပေါင်းရင်ရာနော်မရဲ့အာရပေါင်းရင်မာအဲ့လိုမျိုးနေမယ်စာလုံးလေးတွေတစ်လုံးချင်းပေါင်းပြီးတော့အဲ့တော့မှဆိုတော့ဒီစာလုံးလေးတွေပေါင်းထားတဲ့ကာဆိုတဲ့စာလုံးကြီးဒီမှာဒါကဘောင်းကားရဲ့အာဘောင်းကားနဲ့ဒါဆိုရဲစာမုံလေးအဲ့လိုလေးနှလုံးပေးလိုက်ရင်စကားစုလေးတချို့ဖြစ်ပေါ်လာတယ်နော်အဲ့တော့ဂါတာမတလုံးနဲ့ကအဲ့ဂါတလုံးသားတလုံးနှလုံးလေးပေါင်းလိုက်ရင်ဒိတ်မယ်ကြီးကသွားတီဆိုပြီးတော့ရင်းနှီးလေးတလုံးထွက်လာပါတယ်သွားတီအဲ့လိုပဲကျွန်တော်အာရဲ့အိုငယ်ပေါင်းထားရဲ့အာအိုပြီးတော့ဒီဒါလေးနဲ့ပေါင်းမယ်ဒါလေးနဲ့ပေါင်းလိုက်တော့အဓိပ္ပာယ်ကလာတီဖို့ဖြစ်လာပြီနော်စာလုံးလေးတစ်လုံးချင်းလေးတွေကိုစုလိုက်ရဲ့အခါကျတော့စပက်သူလေးနီးလေးထွက်ပေါ်လာတယ်နောက်တစ်ခါအဲ့ဂါအာဂါကြီးရဲ့ဂါရဲ့ဦးငယ်ပေါင်းထားတဲ့ဂါဦးဘူးအဲ့ဆိုရင်အဓိပ္ပာယ်ကြီးကပရိဘောကဘူးကြီးရောကြပါလေနောက်တစ်ခါဂါအာဂါလေးနော်下也一方面加一西加一西开始属于里面的呀当风ပြီးတော့ခုနအာအိုလေးရဲ့အာရဲ့အီရဲ့ပေါင်းထားတဲ့ အီမီအဲ့တော့ OE အတန်ထုတ်ကနေနှလုံးပေါင်းတော့ OE ရုံနှလုံးနဲ့အလန်ဒီရဲ့အတိတ်ကတခါတီနော်စကလုံးလေးနှလုံးပေါင်းရောမိနစ်ဖြစ်ပေါ်လာလို့စကလုံးလေး၃လုံးပေါင်းနဲ့ကြည့်မယ်ဒီလုံးဟာမင်းနဲ့အသေးပဲဒီတကူတက်ပေါ်လာတာမျိုးရှိမယ်နော်အဲ့ငါနာရဲ့အာရဲ့ပေါင်းနဲ့နာအာနာရဲ့မရဲ့ဦးရဲ့ပေါင်းရဲ့မူဆွဲဆောင်ရဲ့အတန်တပရိကတော့ပေါင်းကုန်တော့နာမေနာမွန်ဆိုရင်တို့ကတပင်ကြိုပြီးထွက်လာပါလေသူအဲ့နာရဲ့နာအာနာရဲ့ဒီကအာရဲ့ဤရဲ့ပေါင်းခဲ့တဲ့အီမီရဲ့အတန်တော့ကလေးကနာအီဆိုလို့ရှိရင်ဒီရဲ့အသက်ပေါ့နော်အသက်ကိုပြောရဲစကားလုံးကြီးရဲ့ဖြစ်ပေါ်လာတော့နော်နောက်ကပေါင်းနဲ့ဒါနောက်ကရာလေးရဲ့အီလေးရဲ့ပေါင်းလိုက်ရင်ဇီနီဒါရီဆိုရင်အတိတ်တရားပုဂ္ဂိုလ်ကနာမယ်တရားလေးရဲ့ရှေ့တော့ရဲ့တရားရှေ့တော့ဆိုပြီးတော့အတိတ်လေးတက်လာမယ်နော်မလတော့ကာရဲ့အိုရဲ့ပေါင်းရင်ဟိုအဲ့ဒါမှစရဲ့ဦးလေးရဲ့ပေါင်းရင်ချွကုန်ချင်းစုံတော့ဘာရလဲငွေယုံတီနောက်တစ်ခါကာအိုကိုအဲ့ဒီကာလေးကိုဦးလေးရဲ့ပေါင်းရင်ကိုမအာမဘူမာဆိုရင်ကစောဦးလေးနော်အဲ့လိုလေစာလုံးလေးတွေပေါင်းရင်နဲ့ကြတော့ပါလေစကားစုလေးပေါ့နော်စကားစုလေးတွေတန်တော်လေးတွေနီးလေးဖြစ်လာပါတယ်နော်အဲ့တော့ကနာအာနာရဲ့အာရဲ့ပေါင်းညာရရဲ့အာရဲ့ပေါင်းရာအောင်ပလိုက်ရင်နာဆိုရင်တော့နိုင်ငံတိုင်းပြည်နော်အဲ့လိုလေးထွက်လာပါနဲ့ပြီးတော့အဲ့လိုမျိုးလေးပဲပေါ့ချေတို့ချီမှာချေတို့တင်လန်းတောင်ဝင်းမှာဒီလိုမင်းငယ်လေးတွေမူဒီစကူလုံးရဲ့မူငင်းကရ10လုံးရဲ့ပေါင်းထားတဲ့လူမျိုးမင်းငယ်လေးတွေပုံထားတာရှိပါတယ်အဲ့ဒါလေးကိုတောင်းသားလေးလေ့လာလို့ရအောင်ချေတို့တပါးလေးဒီဇိုင်းလေးနဲ့ဒီတခါလေးတင်ခဲ့ပါမယ်နော်ကိုယ့်ဟာကို set style လို့မရပါတယ်အဲ့တော့ဆက်ပြီးတော့ကြည့်လို့ရပါတယ်
ဒါလေးရတော့လောလောဆယ်ဒီလေးရဲ့မင်းတရာဆယ်လို့ရဲ့ပေါင်းထားတဲ့မင်းလေးဖြစ်ပါတယ်နော်နောက်တစ်ခါနောက်တစ်ချိန်မှထပ်ပြီးတော့30တရာလေးနဲ့နော်30တရာလေးနဲ့မင်းလေးထပ်ပြီးတင်ပေးပါဦးမယ်နော်ကျေးဇူးတင်ပါတယ်